ရင်ကျေးတဲ့စကလုံးတွေရှိတယ်နေရအလိုက်သုံးပုံမတူဘူးပေါ့နော်စားတောက်ဆိုင်မှာဘယ်လိုသုံးမလဲရုံးမှာဘယ်လိုသုံးမလဲပြီးတော့ဈေးဝယ်စင်တာတွေမှာဘယ်လိုသုံးမလဲနော်လေရင်ပေါ်မှာဘယ်လိုသုံးမလဲ office မှာဘယ်လိုသုံးမလဲအိမ်မှာဘယ်လိုသုံးမလဲဆိုတဲ့စကားလုံးတွေပေါ့နော်ပြောချင်တာတော့အဲ့ဒီအိမ်သာပါပဲ toilet လို့ပြောချင်တာဒါပေမဲ့ယဉ်ကျေးတဲ့စကားလုံးတွေရှိတယ်အဲ့ဒါကိုကျွန်တော်တို့နဲ့လေ့လာကြည့်မယ်နော်အိမ်မှာကျွန်တော်တို့က bathroom လို့ပြောတာပေါ့နော် bathroom အဲ့ဒီ bathroom ဆိုတာရေချိုးတဲ့အခန်းလည်းဟုတ်တယ်ကျွန်တော်တို့အိမ်သာလည်းဟုတ်တယ်နော် bathroom ပြီးတော့ရုံးတွေမှာပေါ့နော်ကျွန်တော်တို့ office မှာကြတော့ကျွန်တော်တို့က washroom ဆိုပြီးမှသုံးတယ် washroom ဆိုတာမှလက်ဆေးတဲ့နေရာဆိုရင်အဲ့လိုမျိုးစကားလုံးနဲ့သုံးလိုက်တာပေါ့ washroom လို့သုံးတယ်ပေါ့နော်ဈေးဝယ်စင်တာမှာရောကျွန်တော်တို့လေရင်ကွင်းမှာရောကျွန်တော်တို့တွေ့ရတာတော့ restroom နောက်ယဉ်ကျေးတဲ့စကားနောက်ပုံစံတစ်ခုနဲ့သုံးလိုက်တယ်သူကအနားယူတဲ့အခန်းဆိုတဲ့ပုံစံမျိုးအမှာ restroom လို့ပြောရင်အဲ့ဒါအိမ်သာကိုပြောတာပဲเนาะပြီးတော့ကျွန်တော်တို့စားတောက်ဆိုင်မှာဆိုလူတိုင်းကထမင်းစားနေတဲ့အခိုက်မှာကိုကအိမ်သာသွားချင်တယ်ဆိုရင်ဥပမာတယောက်ကိုမေးမယ်ဆိုရင် powder room လို့မေးရတာပေါ့ powder room เนาะ where is the powder room အိမ်သာဘယ်မှာလဲလို့မေးတာเนาะပြီးတော့ကျွန်တော်တို့လေရင်ပေါ်မှာ lavatory အဲ့လိုရေးထားတာတွေ့ရတာပေါ့နော်အဲ့ဒါအိမ်သာကိုပြောတာပါပဲเนาะပြီးတော့တချို့စကားလုံးတွေရှိတဲ့နိုင်ငံအလိုက်သုံးပုံတွေမတူတာเนาะနိုင်ငံအလိုက်သုံးတာတွေလည်းအများကြီးရှိပါတယ်ဒါအများဆုံးအခုပြောပြတဲ့၅လုံးကတော့ကျွန်တော်တို့များသောအားဖြင့်သုံးတဲ့စကားလုံးတွေပေါ့နော်